လမ်းမပေါ်မှာပုံမှန်စစ်ဆေးမှုတစ်ခုလုပ်နေရင်ရဲအရာရှိတယောက်ဟာသူ့ရဲ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီးအမျိုးသမီးတယောက်ကိုစတင်နှောက်ယှက်ပါတော့တယ်ဒီအမျိုးသမီးဟာတရားမဝင်နေထိုင်သူဖြစ်တာကြောင့်သူမခေါင်းငုံပြီးတီးခံနေခဲ့ရပါတယ်သူမဟာဘာမှမလုပ်ထားတာကြောင့်ရဲအရာရှိကသူမကိုပြန်လွှတ်ပေးလိုက်မယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီရဲအရာရှိရဲ့အကြံကပိုပြီးယုံမာနေခဲ့ပါတယ်အဲ့ဒီရဲအရာရှိကသူမရဲ့နေရဲလိပ်စာကိုမေးတဲ့အခါမှာသူမဘာဖြေရမှန်းမသိပဲထိတ်လန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ရဲအရာရှိတဦးဖြစ်တဲ့ဒီကအခြေအနေကိုရိပ်မိသွားပြီးသူမကိုကယ်တင်ဖို့စ조사ခဲ့ပါတယ်။အဲ့ဒီဟာသူမရဲ့အိမ်တော်ကိုကောက်ယူပြီးဒါမင်းကားထဲမှာကြံခဲ့တာမဟုတ်လားဆိုပြီးဇလန်းစိန်ကသူမကိုကူညီခဲ့ပါတယ်။ဒါပေမဲ့ရုပ်မာတဲ့ရဲအရာရှိကတော့လက်မလျှော့ပါဘူး။သူမကိုအိမ်ထိလိုက်ဖို့မယ်လို့အတင်းကျပ်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီကတားဆီးဖို့စ조사ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အဲ့ဒီရဲအရာရှိဟာသူမကိုသူမရဲ့အိမ်စီလိုက်ပို့ခဲ့ပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့သူမဟာသူမရဲ့တကယ်အခြေအနေကိုဖုံးကွယ်ဖို့အစွမ်းကုန်စ조사ခဲ့ရပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီရဲအရာရှိဟာနေရန်ပေါ်မှာချိတ်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံကတော့သူမကိုကူညီခဲ့တဲ့ရဲအရာရှိအရီနဲ့အတူတူရိုက်ထားတဲ့ဓာတ်ပုံပါအဲ့ဒီအခါမှာတော့အဲ့ဒီရဲအရာရှိဟာဒီအိမ်ဟာအဲ့ဒီရဲ့အိမ်ဖြစ်နေမှန်းသိသွားပြီးပို့ပြီးတော့ကြမ်းတမ်းလာပါတော့တယ်သူမကိုအနိုင်ကျင့်ဖို့စ조사နေတဲ့အဲ့ဒီရဲအရာရှိလက်ထဲကနေသူမဘလို့လွတ်မြောက်မလဲအဲ့ဒီကောအချိန်မီရောက်လာနိုင်ပါမလားလုတ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ပြီးအနိုင်ကျင့်တတ်တဲ့သူတွေရဲ့ဏီကုန်းကဘလို့ဖြစ်မလဲဆိုတာကတော့